ဆောင်တောကြောင်လက်ခမောင်းခတ်ဆိုတဲ့စကားကိုကျမတို့ပြည်သူတွေခဏခဏကြုံရပူပါတယ် ။ဘာလို့လဲတော့ဘေးရန်ဆိုတာဘယ်သူမှလည်းတားလို့မရဘူး။ဟုတ်တယ်မလားနော်။အဲ့တော့ကုသိုလ်ကံပြရတာဖြစ်ကြတာဒါမှမဟုတ်နော်။ဘာလို့ဆုံးသွားတဲ့လူတွေကလည်းဒါကုသိုလ်ကံရပြီးတော့ဟာလားဖြစ်ပြမှာအဲ့တော့ဒီဘက်ဘာလို့လဲဒီလိုစီသွားတာပေါ့နော်။အဲ့တော့ဘယ်လိုကြံခဲ့တဲ့လူတွေကလည်းအသက်ရှင်တဲ့လူတွေကလည်းကောင်းကောင်းလို့ဒါကြံခဲ့တာပေါ့နော်။ အသက်တရားမနေရပေမဲ့အမှုတရားကြုံရဖူးပါတယ်အဖန်တရားထက်နေတဲ့နိုင်ငံရေးလှည့်ခွက်တွေကိုလူထုကိုဝါဒဖြန့်ချီဖို့စစ်ကောင်စီကခေတ်အဆက်ဆက်အသုံးချခဲ့ပါတယ်ပိတ်မိနေတဲ့အသက်ရှူတဲ့နေရက်သွားတာမကြသေးပါဘူးဒီလိုတိုင်းပြည်ဝမ်းနဲ့ခြေခွဲနေရတဲ့အခြေအနေမှာစစ်ကောင်စီကနိုင်ငံတကာမှာတိုင်းပြည်ကိုထိန်းချုပ်နိုင်နေပါပြီဆိုပြီးပြသဖို့နီလန်ပေါင်းစုံနဲ့စ조사နေပါတယ်။နာဂိမုံတိုင်းချားကပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသင်းအာဓမအသက်သွင်းခဲ့တယ်လို့မျိုးငလင်တန်ကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာကြံပွဲကိုမဖြစ်ဖြစ်အောင်လုပ်တိုင်းပြည်ကိုတည်ငြိမ်ဟန်ပြလူထုကိုကြံပွဲနဲ့အာယုံလွှဲပြီးရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့ကြံစည်နေပါတယ် တနိုင်ငံလုံးဝမ်းနဲ့ကြေကွဲနေရတဲ့ကာလဖြစ်ပါသဖြင့်ယခုနှစ်မြမရိုးရာတကြံကိုအပြောအပါတီဆိုကခုံမှုများမပါဝင်ပဲရိုးရာချင်းချင်းခုနဲ့အညီအေဂျင့်တာယာသောတကြံအဖြစ်ကျန်းပသွားမှာဖြစ်ကြောင်း ကြံပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့လဲစစ်ကောင်စီကသူ့ကိုထောက်ခံတဲ့တပ်ပိုင်အမှုပညာရှင်တွေနဲ့ကြိုတင်ကြံစည်ပြီးသားဖြစ်ပါလိမ့်မယ်စစ်ကောင်စီဘလောက်ပဲဖုံးကွယ်နေပါစေအမှန်တရားကမပြောက်ကွယ်တော့ပါဘူးမြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေတာကြာပါပြီဒါကိုမျက်နှာမလွဲပါနဲ့မြန်မာနိုင်ငံကိုအမှန်တရားနဲ့တရားမျှတမှုအတွက်ကူညီပေးဖို့သတင်းစကားပါလိုက်ပါစေကျေးဇူးတင်ပါတယ်